ဘုရားသာသနာဆိုတာဘာကိုခေါ်ရလဲပကံဧရိယာမှာရှိကြတဲ့ဖယားပထုစေတီအမျိုးမျိုးကိုခေါ်ရလားသို့မဟုတ်ယဟန်တန်ဃာတွေနဲ့ကျောင်းကန်တွေကိုခေါ်ရလားဆိုတော့ဘုရားသာသနာဆိုတာဖယားပထုစေတီမျိုးမျိုးကိုလည်းခေါ်ရမဟုတ်ဘူးကျောင်းကန်တွေနဲ့ယဟန်တန်ဃာတွေကိုခေါ်ရလည်းမဟုတ်ဘူးဘာကိုခေါ်ရတော့ဆိုမြတ်ဗုဒ္ဓရဲ့အဆုံးအမဖယားကဘာကိုဆုံးမခဲ့သလဲမြတ်စွာဘုရားရဲ့အဆုံးအမဒါအရေးကြီးတာပေါ့နော်မှန်ပါဗျာမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုသိရှိနားလည်ဖို့လိုအပ်တယ်ခြေခံစပြီးတော့ပြောမယ်ဆိုရင်မြတ်စွာဘုရားဘာကိုဟောတော့ခြေခံကိုပြောမယ်ဆိုရင်ကမ္မဝါဒကံတရားရဲ့အကြောင်းကိုမြတ်စွာဘုရားဟောတယ်ထိုကံတရားကနေပြီးတော့ထုတ်လုပ်တဲ့အကျိုးတရားကံကံရဲ့အကျိုးကိုလက်ခံယုံကြည်တယ်ဆိုတဲ့အယူဝါဒအဲ့ဒါကိုဟောပြောခဲ့တယ်ကံကိုလည်းအတိမတ်ပြုတယ်ကံကအကျိုးပေးတဲ့အကျိုးတရားတွေကိုလည်းအတိမတ်ပြုတယ်အဲ့လိုအတိမတ်ပြုတဲ့ရှင်ထဲမှာဖြစ်ပေါ်လာတဲ့ကံဆိုတာရှိတယ်ကံရဲ့အကျိုးဆိုတာရှိတယ်လို့အတိဉာဏ်ဖြင့်စဉ်းစားပြီးတော့လက်ခံတဲ့သို့မဟုတ်လက်ခံတဲ့အတိဉာဏ်ဟာကမ္မတက္ကတာသမ္မာဒိဋ္ဌိလို့ခေါ်တယ်အဲ့တော့သမ္မာဒိဋ္ဌိဆိုတဲ့စကားလုံးဟာဘုရားဘာသာရဲ့ယဉ်ထဲမှာရှိတယ်ဒုတိယဟာသမ္မာဒိဋ္ဌိဖြောင့်မှန်တဲ့အမြင်ရှိကြတယ်ဖြောင့်မှန်တဲ့အမြင်ဆိုတာဘာလဲလို့ဆိုရင်ကံတရားဆိုတာရှိတယ်ကံရဲ့အကျိုးဆိုတာရှိတယ်အဲ့ဒီကံတရားနဲ့ကံတရားရဲ့အကျိုးသိတာလေကိုယ်နဲ့သက်ဆိုင်တဲ့အရာဖြစ်တယ်လို့လက်ခံယုံကြည်မှုတနည်းအားဖြင့်အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ကုသိုလ်ကံဒီသာလဲကိုယ့်အတွက်ကိုယ်ပိုင်ဥစ္စာဖြစ်တယ်လို့စာပေကျမ်းဂန်ထဲမှာကုသိုလ်ကံကိုဥတည်ပြီးဖွင့်တာလည်းရှိတယ်သို့သောကမ္မတက္ကတာသမ္မာဒိဋ္ဌိတခြားဒေသနာတွေနဲ့ညှိလိုက်မယ်ဆိုရင်မြတ်စွာဘုရားရဲ့ကမ္မတက္ကတာသမ္မာဒိဋ္ဌိအမြင်ကဘာလို့ဆိုရင်ယံကမ္မံဂရိတန္တိကလျာဏဝါပါပကံဝါတတကမ္မတဓာဒဘဝိတမဟောရကံကံရဲ့အမြင်လေးတစ်ခုပဲယံကမ္မံဂရိတန္တိကလျာဏဝါပါပကံဝါဆိုတဲ့အဓိပ္ပာယ်ကပြောတာကောင်းတာလှုပ်လို့မကောင်းတာလှုပ်လို့ကိုလို့သမျှအလုတ်တွေဟာကိုလို့သမျှကိုယ့်ရင်ထဲမှာဖြစ်သွားတဲ့စေတနာတွေဟာကိုယ့်ရင်ထဲမှာဖြစ်သွားတဲ့စေတနာရဲ့ကောင်းကျိုးဆိုးကျိုးကိုကိုယ်ပဲခံစားရမယ်အမွေခံရမယ်ဆိုတဲ့အမြင်ပဲဖြစ်တယ်ကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးကိုမွေခံရမှာဖြစ်ပြီးမကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးကိုမွေခံရမယ်ဒါကမ္မတက္ကတာရဲ့အမြင်ပဲနော်ဒီအမြင်ဟာဘလောက်အရေးကြီးတယ်ဆိုတာစဉ်းစားရမှာဖြစ်တမန်အဖြစ်တော့ကိုလို့တာကိုနဲ့သက်ဆိုင်တယ်လို့ဆိုတဲ့ဒီအမြင်ငါကောင်းတာလုပ်ရင်ကောင်းတာရမယ်မကောင်းတာလုပ်ရင်မကောင်းတာရမယ်ဆိုတဲ့ဒီအမြင်ဟာဘလောက်အရေးပါတယ်လဲဆိုရင်လူဘဝမှာလူတော်လူကောင်းဖြစ်ဖို့အတွက်လမ်းကြောင်းချပေးခြင်းပဲဖြစ်တယ်စဉ်းစားကြည့်လေကောင်းတာလုပ်လို့ဆိုတာလုပ်လို့ကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးဆိုတာလုပ်လဲဆိုတာမဖြစ်ပါဘူးလို့ယူဆတဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းတာကိုလုပ်ပါမလားမလုပ်ဘူးသူဟာအကောင်းအဆိုးယုံကြည်မှုမရှိဘူးကောင်းတာလုပ်လဲခဏခေတ်မှလဲလူတွေမျက်စိလဲစရာရှိတယ်ပေါ့
မကောင်းတာလုပ်တဲ့လူတွေကြီးပွားနေတယ်ကောင်းတာလုပ်တဲ့လူတွေကမွဲနေတယ်ကြီးပွားခြင်းမွဲခြင်းဟာတခြားအကြောင်းရှိတယ်သို့တော့အဲ့ဒီအကြောင်းကိုမသိဘဲနဲ့ကောင်းတာလုပ်လို့မွဲတယ်မကောင်းတာလုပ်လို့ချမ်းသာတယ်လို့အမြင်ဆောင်သွားတဲ့လူတွေလည်းရှိတယ်တကယ်ကတော့သဘာဝတရားဆိုတာကောင်းတာလုပ်ရင်ကောင်းတဲ့အလုပ်ဒီကောင်းကျိုးကိုပဲပေးမှာဖြစ်တယ်မကောင်းတဲ့အလုပ်ဒီမကောင်းကျိုးကိုပေးမယ်သို့တော့ကံတရားရဲ့အကျိုးပေးမှုဟာအခုလုပ်အခုမဟုတ်ငရုတ်ဒီစားလိုက်မယ်ဆိုရင်အခုစားအခုဆက်တယ်မဟုတ်လားကံကအဲ့လိုမဟုတ်ဘူးငရုတ်ဒီနဲ့မတူဘူးထုံအိုးတဲ့အခုလက်၌လက်ဖြူသွားမယ်နော်ကတရားဘုံနဲ့ခုလက်၌ခုလက်မဲသွားမယ်အဲ့ဒါနဲ့မတူဘူးကံကြတော့ဗာနဲ့တူတော့ဆိုတစ်ပင်စိုက်တာနဲ့တော့တူပြတစ်ပင်စိုက်တာကြတော့တရပင်လေးတစ်ပင်စိုက်တဲ့ထားကနေစိုက်လက်ဖြန်ပေါက်တစ်ဘက်ကတည်းသီးစားလို့မရဘူးအချိန်တစ်ခုကိုစောင့်ရတယ်ကံတရားဟာဒီတိုင်းပဲအဲ့ဒီလိုအချိန်တစ်ခုစောင့်ပြီးတော့မှတစ်ပင်များသည့်အချိန်တန်မှအသီးသီးတယ်လို့ကံတရားဟာလည်းကိုယ်ရင်နဲ့ရောက်သွားရင်တဖြည်းဖြည်းရင့်လာပြီးတဲ့အခါမှာရင့်ကျက်လာပြီးတဲ့နောက်မှာသူကအကျိုးကိုဖြစ်ပေါ်စေတာဖြစ်တယ်ထမင်းချက်တာတောင်မှအခုချက်အခုစားလုံးဝမရသေးတာစောင့်ရအောင်မှာပေါ့အမြန်ဆုံး3မိနစ်စောင့်ဆိုတာကြားဘူးကြတယ်မဟုတ်လားနော်ထမင်းစားခြင်းတောင်မှ3မိနစ်ဆိုပြောကြသေးတယ်မဟုတ်လားအနည်းဆုံးတော့စောင့်အောင်မှာပဲအဲ့လားကံတရားဆိုဒီမှာအခုလို့အခုမကြုံပေးဘူးနော်အခုကြုံပေးဘူးမျိုးစိတ်လိုပဲသူကအကျိုးမပေးတော့အပိုင်း3ပိုင်းနဲ့ကံတရားကအကျိုးထုတ်လို့တာဖြစ်တယ်လူရဲ့ရင်ထဲမှာဖြစ်သွားတဲ့စေတနာဇောတွေဟာပထမဆုံးဖြစ်တဲ့စေတနာဇောရဲ့စွမ်းအားကအလွန်ကြီးမကြီးသည့်အတွက်ကြောင့်အကျိုးပေးရရှိရင်ဒီဘဝအတွင်းမှာပဲအကျိုးပေးသွားတယ်အဲ့ဒါကိုဒိဋ္ဌဓမ္မဝေရဏိယကံလို့ခေါ်တယ်အဲ့ဒီတဲ့အင်အားကောင်းတဲ့တတမေဇောလို့ခေါ်တယ်နောက်ဆုံးအဆင့်မှာရောက်တဲ့အင်အားပြည့်တဲ့ကံကြတော့ဒုတိယဘဝမှာကျုပ်ပေးတယ်သူစောင့်ရမယ်တည်တည်ချမ်းမဲ့ထီအောင်စောင့်အောင်သူခုချက်ချင်းကျုံပေးဘူးခုချက်ချင်းကျုပ်ပေးတဲ့ကံသည်ဘဝကြီးအပြောင်းလဲဖြစ်တော့တော့မလုပ်နိုင်အပြောင်းလဲဖြစ်တော့မလုပ်နိုင်ဒိဋ္ဌဓမ္မဝေရဏိယကံကဒီလောက်အာမကောင်းဥပပိစ္ဆဝေရဏိယကံကြတော့မျက်စိလေးနှလုံးမှိတ်ပြီးသေသည်ချမဲ့သူကျုပ်ပြီးအပရာပရိယဝေရဏိယကံအပရာပရိယဝေရဏိယကံကြတော့တတိယဘဝလောကစပြီးတန်တရားထဲမှာရှိနေသမျှကလည်းဘလို့အခွင့်တာရင်ကျုပ်ပေးတယ်ခွင့်မတာရင်ကျုပ်မပေးသေးဘူးကံကို3မျိုး3စားခွဲပြီးတော့ဒီလိုအကျိုးပေးမဲ့အနေထားတစ်ခုကကွဲပြားသွားတယ်တပင်တပင်ကအသီးသီးတဲ့အခါမှာ3မျိုးခွဲကြည့်လိုက်ပေါ့တချို့အသီးကနုနုနဲ့ကျွေသွားတာမရှိဘူးနုနုနဲ့ကျွေသွားတယ်တချို့အသီးကမမှဲ့သေးခင်ကျွေသွားတချို့အသီးကမှဲ့ပြီးမှကျွေသွားအဲ့ဒါလိုပဲကံတရားဟာလည်းပဲလူတွေရဲ့ရင်ထဲမှာလောက်တာအခုလုံးအခုကြိုးပေးတာမရှိဘူးเนาะအဲ့ဒါကြောင့်မို့လူတွေဟာကောင်းတာလုံးလဲကောင်းတာမဖြစ်ပါဘူးဆိုးတာလုံးလဲဆိုးတာမဖြစ်ပါဘူးဆိုတဲ့အတွေးတစ်ခုပေါ်လာတယ်အဲ့ဒီအတွေးဟာဒီအသိပညာမလုံလောက်သည့်အတွက်ကြောင့်မျှော်မှန်းနိုင်ခြင်းမရှိသည့်အတွက်ကြောင့်ဒီလိုအတွေးမျိုးကိုတွေးမိတာပဲဖြစ်တယ်ကံမပြောနဲ့ဝုန်းုပ်စေးတောက်ရင်အခုတောက်အခုဝန်သွားလားအတိုင်းတာတစ်ခုတော့စောင်းအောင်သေးတယ်နော်ဆေးလဲအခုတောက်အခုရတာမဟုတ်ဘူးကံတရားဟာလည်းအခုလို့အခုမဖြစ်ဘူးအကယ်၍အခုလို့အခုဖြစ်မဲ့